ဖုံးလံမြည်လာတယ်ဖုံးမျက်နှာပြင်ကိုကြည့်လိုက်တော့အမေဖုံးနံပါတ်ဒါနဲ့ဖုံးကင်လိုက်တယ်တစ်ဖက်ကပါရည်တဲ့အတန်အမေအတန်တိုင်းပဲပြီးတော့အမေရေးပေါ်ဝေလို့နေလို့ပတ်စံအကူပဲလွှဲပေးပါတဲ့ဒီအချိန်မှာတင်ဆိုရင်ဘာလုပ်မလဲနံပါတ်ကလည်းအမေဖုံးနံပါတ်အတန်ကလည်းအမေအတန်ဒါပေမဲ့ဖုံးဆက်တဲ့လူကအမေမဟုတ်ဘူးဆိုရင်ဒီလိုအချိန်တွေမျိုးကအခုခေတ်မှာသိပ္ပံဇာတ်ကားတဲ့ဇာတ်လမ်းတစ်ခုမဟုတ်တော့ပါဘူးမိပညာတွေတိုးတက်လာတာနဲ့အမျှကျွန်တော်တို့ဘဝတွေပိုးပြီးတော့လွဲလာသလိုလူတွေကိုလှည့်စားဖို့အသုံးချနိုင်တဲ့နည်းလမ်းတွေလည်းပိုးပြီးတော့အဆင့်မြင့်လာပါတယ်အခုဆို AI နည်းပညာနဲ့လူတစ်ယောက်ရဲ့အတန်ကိုအတုလောက်လာနိုင်ပါပြီဒါဆိုရင်ကိုချစ်ရတဲ့သူရဲ့အတန်နဲ့ဖုံးဆက်လာရင်တောင်တကယ်ဟုတ်မဟုတ်ဘယ်လိုသိနိုင်ပါလဲဒီနေ့ MM ဆိုင်လိုမှာအဲ့ဒီအကြောင်းတွေကိုတစ်စင်ချင်းဖော်ထုတ်ကြည့်ကြပါမယ်ပထမဆုံးတစ်ခုတော့ရှင်းပြထားပါမယ်နည်းပညာဆိုတာမကောင်းတဲ့အရာတော့မဟုတ်ပါဘူးတကယ်တော့နည်းပညာကြောင့်ကျွန်တော်တို့ဘဝတွေအများကြီးပိုးပြီးတော့လွယ်ကူးလာပါတယ်အရင်ကဆိုငွေလဲဖို့ဗန်သွားရတယ်အခုဖုန်းတစ်လုံးနဲ့လွှဲလို့ရတယ်အရင်ကတယောက်နဲ့တယောက်ဆက်သွယ်ဖို့တောင်အချိန်ကြီးအများကြီးယူရပါတယ်အခုတော့ကမ္ဘာတစ်ဖက်ကလူနဲ့တောင်စက္ကန့်ပိုင်းအတွင်းဆက်သွယ်လို့ရနေပါပြီ AI ကလည်းစာရေးတာဘာသာပြန်တာအလုပ်လုပ်တာအစလူတွေကိုကူညီပေးနေပါတယ်ဒါပေမဲ့နည်းပညာကပိုအစွမ်းထက်လာတာနဲ့အမျှမကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချနိုင်တဲ့လူတွေလည်းပိုများလာပါတယ်အရင်တော့ကလူတစ်ယောက်ကိုလိန်ဖို့ဆိုရင်စာအတုတွေရေးရတယ်ဓာတ်ပုံအတုလုပ်ရတယ်ဒါမှမဟုတ်ဖုန်းထဲမှာကိုယ်တိုင်အတန်ပြောင်းပြီးပြောရတာမျိုးတွေလုပ်ရပါတယ်အခုတော့ AI ကအဲ့ဒီအလုပ်တွေကိုပိုလွယ်အောင်လုပ်ပေးနိုင်လာပါပြီ FBI ရဲ့2025ခုနှစ်အစီရင်ခံစာမှာ AI နဲ့ဆက်တဲ့စိုက်ဘာတိုင်ကြားမှုပေါင်း22,364 ခုရှိနေပြီးတော့အဲ့ဒီတိုင်ကြားချက်တွေမှာဒေါ်လာ893တန်းကျော်ဆုံးရှုံးမှုကိုဖော်ပြထားပါတယ် voice cloning ကိုလည်းမိသားစုဝင်တယောက်အရေးပေါ်ဖြစ်သလိုဟန်ဆောင်တဲ့ကိစ္စတွေမှာအသုံးပြုနေကြောင်း FBI ကဖော်ပြထားတာတွေရှိပါတယ်ဒါဆိုရင်ဒီအတန်တုဆိုတာဘယ်လောက်ထိတူနိုင်တာလဲအဲ့ဒါကိုနားလည်ဖို့အရင်ဆုံး AI ကအတန်ကိုဘယ်လိုသင်ယူလဲဆိုတာကိုသိဖို့လိုပါတယ် voice cloning ဆိုတာရိုးလေးပြောရရင်တော့လူတစ်ယောက်ရဲ့အတန်နမူနာကို AI ကလေ့လာပြီးတော့အဲ့ဒီလူမပြောဘူးတဲ့စကားတွေကိုတောင်သူ့အတန်နဲ့ပြန်ပြောနိုင်အောင်ဖန်တီးပေးတဲ့နည်းပညာဖြစ်ပါတယ်လူတစ်ယောက်စကားပြောတဲ့အခါမှာအတန်အနှိမ့်မြင့်ရှိတယ်စကားပြောတဲ့အမြန်နှုန်းရှိတယ်စကားလုံးတချို့ကိုသိတဲ့အတန်ထွက်တတ်တာတွေရှိတယ်အတန်ရဲ့အလေးအကျင့်တွေရှိပါတယ် AI ကအဲ့ဒီလိုအတန်ရဲ့ပုံစံတွေကိုလေ့လာပြီးတော့အတန်အသစ်တွေပြန်လဲဖန်တီးနိုင်တာကိုခေါ်တာပါအဲ့ဒါကြောင့်လူတစ်ယောက်ရဲ့အတန်နမူနာရယူနိုင်မယ်ဆိုရင်အဲ့ဒီအတန်နဲ့အဲ့ဒီလူမပြောဘူးတဲ့စကားတွေကိုပါပြန်ပြီးတော့ပြောပြနိုင်တဲ့အချိန်တွေထိရှိလာပါပြီ FTC ကလည်းလူတစ်ယောက် online မှာတင်ထားတဲ့အတန်အပါအဝင်ကိုယ့်နဲ့ကနေတစ်ဆက်အတန်နမူနာယူပြီးတော့ white cloning နဲ့မိသားစုဝင်လိုဟန်ဆောင်တဲ့ scan တွေဖြစ်လာနိုင်ကြောင်းသတိပေးထားတာတွေရှိပါတယ်အဲ့ဒါကြောင့်တစ်ဖက်ကဖုံးပြောသူရဲ့အတန်အမေအတန်ဆိုပေမဲ့တစ်ဖက်မှာရှိနေတာတဲ့အမေကိုယ်တိုင်ဟုတ်ချင်မှဟုတ်မှာပါဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုကြံနေပါသေးတယ်အတန်ကိုအတူလုပ်လို့ရတယ်ဆိုတာကိုနားလည်သွားရင်တော့ဒါပေမဲ့အမေဖုန်းနံပါတ်ကိုရောဘယ်လိုအတူလုပ်ထားလဲဒီကိစ္စကပိုးပြီးတော့စိတ်ဝင်စားစရာကောင်းပါတယ်အတန်ကိုအတူလုပ်ထားတော့ဟုတ်ပါပြီဒါပေမဲ့ဖုန်းနံပါတ်ကိုတော့ဘယ်လိုလုပ်အတူလုပ်လို့ရမှာလဲလို့မေးမဲ့လူတွေရှိပါတယ်အတန်အတူလုပ်ထားတဲ့ဖုန်းနံပါတ်ကိုအတူလုပ်ပြီးဖော်ပြတာနည်းပညာကတော့တစ်ခုတည်းမဟုတ်ပါဘူးဖုန်းမျက်နှာပြင်ပေါ်မှာ caller ID ကိုအတုဖော်ပြတဲ့နည်းလို့ခေါ်ပါတယ်ဒီနည်းနဲ့လိမ်လည်သူတွေကကိုသိတဲ့နံပါတ်တစ်ခုကနေဖုန်းဆက်လာလို့မြင်အောင်လုပ်နိုင်တဲ့အခြေအနေတွေရှိနေပါတယ် FTC ကလည်း caller ID ကိုအတုလုပ်ပြီးတော့ကိုသိတဲ့လူဘန်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကဆက်လာသလိုမျိုးလောက်လာနိုင်တယ်လို့သတိပေးထားတာတွေရှိပါတယ်တစ်ခုစဉ်းစားကြည့်ပါနံပါတ်ကလည်းအမေဖုန်းနံပါတ်ကြီးပေါ်လာတယ်အတန်ကလည်းအမေအတန်လို့ဖြစ်နေပြီးတော့တစ်ဖက်မှာအရေးပေါ်ဖြစ်နေတယ်အခုပဲပတ်စံလိုတယ်ပတ်စံလွှဲလိုက်ပါပြီးတော့ဘ누구မှမပြောပါနဲ့ဆိုပြီးတော့အရင်ဆုံးဖိအားပေးလာတတ်ပါတယ်ဒီအချိန်တွေမှာလူတစ်ယောက်ရဲ့အုံနောက်ကနီးပညာကိုမစင်စားတော့ပါဘူးကိုချစ်ရတဲ့လူကိုကယ်ဖို့ပဲစဉ်းစားတော့မှာပါအဲ့ဒါကဒီ scammer တွေရဲ့အဓိကအချက်ဖြစ်ပါတယ်သူတို့ကနီးပညာကိုပဲလိမ်တာမဟုတ်ပါဘူးလူတွေရဲ့စိတ်ခံစားချက်ကိုပါအသုံးချလာပါတယ်ဒီနေရာမှာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်လိမ်လည်သူတွေကပတ်စံတောင်းရုံနဲ့မပြီးနိုင်ပါဘူးတခါတလေ OPT ကုတ်တောင်းတာမျိုး password တောင်းတာမျိုးဘဏ်အကောင့်ကအချက်လက်တွေတောင်းတာမျိုးတွေအထိလောက်လာနိုင်ပါတယ်ဒါမှမဟုတ်
ဒီ link ကိုနှိပ်လိုက်ပါဒီ application ကို install လုပ်ပါဆိုပြီးတော့တခြားအရာတွေစီကိုလည်းဆွဲခေါ်သွားနိုင်ပါတယ်ဒါကြောင့်အတန်တုလုပ်ပြီးငွေလိမ်တာလို့ပဲမမြင်သင့်ပါဘူးတကယ်တော့လူတစ်ယောက်ကိုယုံကြည်အောင်လုပ်ပြီးတော့အချက်လက်ဒါမှမဟုတ်ငွေကြေးရယူဖို့ကြိုးစားတဲ့ social engineering နည်းလမ်းတစ်ခုအဖြစ်မြင်ရမှာပါ FTC ကလည်း Family Emergency Scan တွေမှာလိမ်လည်သူတွေဟာအရေးပေါ်ဖြစ်နေတယ်လို့ပြောပြီးတော့အမြန်ဆုံးကူညီပေးဖို့ဖိအားပေးတဲ့အကြောင်းသတိပေးထားပါတယ်ဒါဆိုအဲ့ဒီအချိန်မှာကိုကဘယ်လိုသိနိုင်မလဲအတန်ကိုနားထောင်ပြီးခွဲလို့ရမှာလားနံပါတ်ကိုကြည့်ပြီးတော့ခွဲရမှာလားဒီနေရာမှာအဖြေကနှစ်ခုလုံးကိုပဲအပြည့်အဝမယုံသင့်ပါဘူးတချို့ကထင်ကြပါလိမ့်မယ် AI အတန်ဆိုရင်နားထောင်လိုက်တာနဲ့တန်းသိမှာပေါ့ဆိုပြီးတော့အရင်တော့ကတော့အတန်တုတွေမှာထူးခြားတဲ့အတန်စက်ရုပ်ဆန်တဲ့အတန်တွေရှိနိုင်ပါတယ်ဒါပေမဲ့နည်းပညာကတဖြည်းဖြည်းတိုးတက်လာနေပါပြီ FBI ကလည်း AI နဲ့ဖန်တီးထားတဲ့အတန်ဗီဒီယိုတွေဟာပို့ပြီးတော့ယုံကြည်ခြင်းတရားကောင်းလာပြီးတော့လူတွေအတွက်ခွဲခြားဖို့ပိုခက်လာနေတယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်အတန်နားထောင်ပြီးတော့ငါသိတယ်ဆိုတာကိုအားကိုးရုံနဲ့မလုံလောက်ပါဘူးအဲ့ဒီအစားလူကိုစစ်ရမယ်အတန်ကိုမဟုတ်ဘူးနံပါတ်ကိုမဟုတ်ဘူးလူကိုပါအတီးပြုတ်ရမှာပါဒါကိုဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်တကယ်လို့အဲ့လိုအတန်တုနဲ့ဖုံးဝင်လာပြီဆိုရင်ပထမဆုံးအလှင့်မလို့ပါနဲ့ဖုံးရဲ့တစ်ဖက်ကဘယ်လောက်ပဲအရေးကြီးတယ်ပြောအခုပဲလွှဲရမယ်အချိန်မရှိဘူးဘယ်သူမှမပြောပါနဲ့ဆိုပြီးဖိအားပေးလာရင်အဲ့ဒီချက်တွေကိုအရင်ဆုံးသတိထားပါဒုတိယပတ်ဆက်မလွှဲသေးပါနဲ့ဟုတ်ဖုံးထဲကအတန်ကအမေ့အတန်ဖြစ်နေလဲမလွှဲလိုက်ပါနဲ့တတိယချက်ကဖုံးချလိုက်ပါပြီးရင်အမေရဲ့ဖုံးနံပါတ်ကိုရှိမှရှိတဲ့ဖုံးနံပါတ်ကိုကိုယ်တိုင်ပြန်နှိပ်ပြီးတော့ဆက်ပါမရရင်မိသားစုတွေကတခြားတစ်ယောက်ကိုဖုံးဆက်ပါ FTC ကလည်းမိသားစုဝင်တယောက်အရေးပေါ်ဖြစ်နေတယ်လို့ဖုံးဆက်လာရင်အတန်ကိုတန်းပြီးတော့မယုံပဲကိုသိထားတဲ့နံပါတ်နဲ့ပြန်ဆက်ပြီးအတီးပြုတ်ဖို့အကြံပြုထားပါတယ်ဒီနေရာမှာမှတ်ထားရမယ့်စီမင်းတစ်ခုရှိပါတယ်ဖုံးထဲကလူကပြောတဲ့နည်းနဲ့မစစ်ပါနဲ့ကိုသိထားတဲ့နည်းနဲ့ပြန်စစ်ပါဒီစကားတစ်ခုကိုမှတ်ထားရင်တော်တော်အသုံးဝင်ပါလိမ့်မယ်နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်မိသားစုဝင်တွေကြားမှာ secret password တစ်ခုထားပါဥပမာရေးပေါ်ကိစ္စနဲ့ဖုံးဆက်ရင်ဝေးကြေးကိစ္စဖုံးဆက်မယ်ဆိုရင်ငါတို့သတ်မှတ်ထားတဲ့စကားလေးပြောပါအောင်လို့မေးနိုင်ပါတယ်တကယ်မိသားစုဝင်ဆိုရင်သိနိုင်ပါတယ်ဒါပေမဲ့ဒီနည်းတစ်ခုတည်းကိုတော့လုံးဝအာမခံချက်အဖြစ်မှတ်ယူလို့တော့မရပါဘူးအကောင်းဆုံးကတော့ဖုံးချပါကိုသိထားတဲ့နံပါတ်နဲ့ပြန်ဆက်ပါတခြားမိသားစုဝင်တူနဲ့အတီးပြုတ်ပါဒီသုံးစက်ကိုအရင်လုပ်ကြည့် Android ကိုယ်တိုင်ကတော့ဒီ NAL တွေကိုကာကွယ်ဖို့ကြိုးစားနေပါပြီစိတ်ဝင်စားစရာကောင်းတာကဒီပြဿနာကိုနည်းပညာပဲဖန်တီးပြီးတော့နည်းပညာပဲပြန်လည်ကာကွယ်ဖို့ကြိုးစားနေပါတယ် Google က2026ခုနှစ် Android အတွက် Fake Call Detection ဆိုတဲ့ကာကွယ်ရေးထူးခြားကိုမိတ်ဆက်ခဲ့ပါတယ်ဒီစနစ်က contact ထဲကလူတစ်ယောက်ကိုဟန်ဆောင်ပြီးဖုံးဆက်လာတဲ့အခါတန်တရားရှိတဲ့ call ကိုသတိပေးနိုင်ဖို့ရည်ရွယ်ထားတာပါ Google ရဲ့ဖော်ပြချက်အရဖုန်းနှစ်ဖက်စလုံးမှာဖုန်းပိုင် Google ကိုအသုံးပြုနေတဲ့အချိန်တွေမှာခေါ်ဆိုမှုကတကယ်အဲ့ဒီ contact ရဲ့တပိုက်ကလာတာဟုတ်မဟုတ်စစ်ဆေးနိုင်အောင်လုပ်ပေးမဲ့နည်းလမ်းဖြစ်ပါတယ်ဒါပေမဲ့ဒီလို future တွေရှိလာတာနဲ့ကျွန်တော်တို့ဘက်ကသတိထားကြရမလို့တော့ဘူးလို့တော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့နည်းပညာကာကွယ်ဖို့တိုးတက်လာသလိုလိမ်လည်သူတွေဘက်ကလည်းနည်းပညာအသစ်တွေကိုဆက်လက်ပြီးရှာဖွေနေနိုင်လို့ပါပဲဒါကြောင့်နောက်တစ်ခါဖုန်းမြည်လာလို့ screen ပေါ်မှာအမေလို့ပေါ်လာရင်အတန်ကလည်းအမေတန်ဖြစ်နေအရင်လိုပဲဖုန်းကင်လို့ရပါတယ်အမေကိုတောင်မယုံတော့နဲ့လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ပတ်စံတောင်းလာရင်အရေးပေါ်ဖြစ်နေတယ်ပြောလာရင်အလင်းလိုဖိအားပေးလာရင်ခဏရက်ပါအတန်ကိုမယုံပါနဲ့caller ID ကိုမယုံပါနဲ့အရင်ဆုံးအတီးပြုတ်ပါဘာလို့လဲဆိုတော့နည်းပညာတွေကကျွန်တော်တို့ဘဝတွေကိုပိုကောင်းအောင်လုပ်ဖို့တိုးတက်လာတာပါဒါပေမဲ့နည်းပညာကိုနားလည်တဲ့သူကနည်းပညာရဲ့ကောင်းကျိုးကိုပိုအသုံးချနိုင်သလိုနည်းပညာရဲ့အန္တရာယ်ကိုလည်းပိုကာကွယ်နိုင်ပါတယ်တစ်ခါတလေမှာလူတစ်ယောက်ကိုကာကွယ်ပေးဖို့နည်းပညာအကြီးနားလည်ထားဖို့မလိုပါဘူးဖုန်းတစ်ချက်ပြန်ဆက်လိုက်တာမိသားစုဝင်တစ်ယောက်ကိုလှမ်းပြီးတော့အတီးပြုတ်လိုက်တာဒါမှမဟုတ်အခုကျွန်တော်ပြောတဲ့ဗီဒီယိုလေးကိုတရားရောက်စီ share လုပ်ပေးလိုက်တာတော့လုံလောက်နိုင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ပြီးရင်ကိုချစ်တဲ့မိဘတွေမောင်နှမတွေတငယ်ချင်းတွေထဲမှာဒီအကြောင်းကိုမသိသေးတဲ့လူရှိရင်ဒီဗီဒီယိုလေးကို share ပေးလိုက်ပါတနေ့မှာသူတို့စီကိုအမေဖုန်းနံပါတ်နဲ့ဖုန်းဆက်လာနိုင်ပါတယ်အမေအတန်လို့အတန်နဲ့လည်းပြောလာနိုင်ပါတယ်အဲ့ဒီအချိန်မှာဒီဗီဒီယိုထဲကအရင်ဆုံးအတီးပြုတ်ပါဆိုတဲ့စကားလေးကိုသူတို့ကမှတ်မိနေခဲ့မယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်လောက်ရကြိုးနှက်သွားပါပြီသင်တို့ရော AI အတန်တု fake call ဒါမှမဟုတ် scan တစ်ခုခုနဲ့ပတ်သက်ပြီးထူးခြားတဲ့အတွေ့အကြုံရှိဘူးလားတကယ်လို့ကြုံဘူးရင် comment မှာပြောပြခဲ့ပါသင်တို့ရဲ့အတွေ့အကြုံကတခြားလူတစ်ယောက်အတွက်သတိပေးချက်ဖြစ်သွားနိုင်ပါတယ်
ဒီလိုလက်တွေ့အသုံးဝင်တဲ့နည်းပညာဘူးတုဒတွေကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာမို့လို့ MM Site လို့ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲအဆင်ပြေကြပါစေဗျာကျေးဇူးတင်ပါတယ် Don't forget to like, comment, and subscribe.